အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ AWS ရဲ့ service တစ်ခုဖြစ်တဲ့ Simple Queue Service SQS ဆိုတဲ့ service တစ်ခုအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီ service လေးကိုနားလည်ဖို့ဒီကျွန်တော်တို့ scenario လေးတစ်ခုကိုဥပမာပေးပြီးတော့ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်စားတောက်နေမှာတဲ့အချိန်မှာဒီ customer နဲ့ chef တယောက်ရဲ့ကြားထဲမှာ system လေးတစ်ခုရှိပါတယ်အဲ system ကိုကျွန်တော်တို့ကဒီမှာ order notes လို့နာမည်ပေးလိုက်မယ်နော်order notes ထဲမှာကျွန်တော်တို့ကဒီ customer တွေလာပြီးတော့မှာယူတဲ့ဟင်းကြတွေမှတ်သားထားမယ် chef ကအဲ့ဒီ order notes တွေကဟင်းပွဲကြတွေကိုကြည့်ပြီးတော့ချက်တယ်ပေါ့ဗျာအဲ့ customer နောက်တစ်ယောက်ထပ်လာမယ်ဆိုရင်လည်းအဲ့ဒီ customer ရဲ့ order ဒီ order notes တွေကိုဝင်မယ်အဲ့တော့ chef ကဒီ order notes တွေကိုလာတဲ့မြဟာကိုကြည့်ပြီးတော့ချက်ရုံပဲပေါ့အဲ့တော့ဂျားထဲမှာ customer နဲ့ chef ဂျားထဲမှာဒီကျွန်တော်တို့ဒီ record ကိုမှတ်ပေးတဲ့ system လေးတစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ application တွေကြားထဲမှာလည်းဘယ်လိုလုပ်လဲကြည့်အောင်အဲ့တော့ service 1နဲ့ service 2နဲ့ရှိတယ်ပေါ့ဗျာအဲ့တော့ service 2ကဒီ chef တယောက်အနေနဲ့ကျွန်တော်မြင်ကြည့်လိုက်ပေါ့နော်အဲ့တော့ service 1က request တစ်ခုလုပ်လိုက်တယ်အဲ့ service 2ကလာတဲ့မြ request ကို process လုပ်ပေးတယ်အဲ့ဒီလေးကို architecture ကိုကျွန်တော်တို့က monolithic လို့ခေါ်တယ် service 1နဲ့ service 2ကြားထဲမှာဘာမှခွဲထားတာမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့နောက်ထပ်ကျွန်တော်တို့ဒီ service 1နဲ့ service 2ကြားထဲမှာပေါ့နော်ဒီ buffer အနေနဲ့ခုနကကျွန်တော်ရှင်းပြခဲ့တဲ့ order notes ပုံစံမျိုး system တစ်ခုခြားတာမျိုးရှိတယ်ဒါကိုကျွန်တော်က SQS လို့ခေါ်ပါတယ် queue service ပေါ့ဗျာအဲ့တော့ service 1ကလာတဲ့များ request တွေဒီ service 2ကိုတမန်သွားဖို့ SQS ကိုရောက်တယ်အဲ့တော့ service 2ကတခုလုပ်ဆရာရှိတယ်ဆိုရင် SQS ကိုလာမေးတယ်ပြီးတော့မှ process လုပ်တယ်ပေါ့နောက်ထပ် service အသစ်တွေ request လုပ်ချင်တယ်ဆိုရင်ဒီ SQS တွေကိုဝင်လာတယ်ပြီးတော့မှ service 2ကလည်းဒီ SQS တွေမှာ update လုပ်ထားတဲ့ဒီ data တွေကိုယူပြီးတော့ပဲ process လုပ်သွားတယ်ကျွန်တော်ဒီလို SQS ကိုအသုံးပြုရတဲ့ရွေးချက်ကဒီလို request တွေကိုမပြောက်သွားစေချင်တဲ့ရွေးချက်ဖြစ်တဲ့ဘယ် service ပဲ down သွားကျွန်တော်တို့ကဒီ SQS ထဲမှာ update ဖြစ်စေချင်တယ်အဲဒီ service တစ်ခုကို down သွားခဲ့တယ်ဆိုရင်တော့မှဒီ SQS ထဲမှာရှိတဲ့ message တွေဒီ that letter queue လို့ခေါ်တဲ့ဒီ DLQ ဆိုတဲ့ဒီ queue number တစ်ခုထဲကိုကျွန်တော်တို့ဝင်သွားတယ်service တွေပြန် on လာပြီဆိုရင်ဒီ data queue တွေက message တွေကိုပြန်ဆွဲယူပြီးတော့ process ဆက်လုပ်သွားတယ်ဒါ SQS ရဲ့ဒါလောက်ဆောင်ပုံပေါ့နော်အဲ့တော့ဒီ SQS မှာနောက်ထပ်ကျွန်တော်ပြောပြချင်တာကတော့ဒီ FIFO လို့ခေါ်တဲ့ first in first out လို့ခေါ်တဲ့ဒီ system လေးတစ်ခုပေါ့နော် first in first out ဆိုတာကကျွန်တော်တို့ပထမအဆုံး request လုပ်တဲ့သူဒီပထမအဆုံး process လုပ်ပေးခြင်းခံရမယ်ဆိုတဲ့ဒီ system လေးပေါ့နော်အဲ့ဒီကိုရှင်းပြဖို့အတွက်ကျွန်တော်ဒီ diagram လေးကိုဆွဲလိုက်ပါမယ်ဟုတ်ကဲ့ဒီမှာဆိုရင်user နှစ်ယောက်ရှိမှာပေါ့ဗျာအဲ့တော့ user A နဲ့ user B ဆိုပြီးတော့နာမည်ပေးလိုက်မယ်ဒီချိန်မှာ user A က request လုပ်တဲ့အချိန်မှာသူကပထမအဆုံး request လုပ်တာဖြစ်တဲ့အတွက်ကြောင့်သူရဲ့ queue number ဒီ number 1 user B ဒီ number 2သူကနောက်မှ request လုပ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ file ကိုကျွန်တော်သုံးထားမယ်ဆိုရင်ဒီပထမဆုံး request လုပ်တဲ့ user A ရဲ့ request ကိုပထမဆုံးဦးစားပေးအနေနဲ့ process လုပ်ဆောင်ပေးမှာဖြစ်တယ်ပြီးတော့မှဒီ user B ကပြုလုပ်တာ second မှာပြုလုပ်တာဖြစ်တဲ့ကြောင့်သူ့ရဲ့ request ကိုဒုတိယအချိန်မှသာလုပ်ပေးတယ်ပေါ့နော်သူကအစင်လိုက်တိုင်းပဲသွားတဲ့စနစ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အလုံးအစီအစဉ်တကျနဲ့လောက်ဆောင်မယ်ဒီအခြေအနေမျိုး scenario မျိုးမှာဆိုရင်ကျွန်တော်တို့ SQS ရဲ့ဒီ file ကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒါကြောင့် SQS ဆိုတာကဒီကို application ရဲ့အစိတ်ပိုင်းတွေကြားမှာ message တွေ request တွေမပြောက်ပြတ်သွားအောင်ထိန်းသိမ်းပေးတဲ့ system တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးက AWS SQS ကိုနားလည်ဖို့အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးကိုစောင့်မျှော်ပေးပါဦး